ကဲ့ကျွန်တော်ဒီနေ့ရှင်းပြတော့မယ့် screen လေးကတော့ဒီ annual salary update ဆိုတဲ့ screen လေးဖြစ်ပါတယ်ခင်ဗျဒီ annual salary update ကိုကျွန်တော်တို့ကဒီ compensation and benefits module အောက်ကပေါ့နော်ကျွန်တော်ဒီ sign up bar လေးပေါ်လာရဆိုလို့ရှိရင်ဒီ annual salary update ဆိုတဲ့ screen လေးကိုကျွန်တော်တို့အလွယ်တကူဝင်ရောက်လို့ရပါတယ်ခင်ဗျပြီးလို့ရှိရင်လည်းဒီ pin navigation ကနေပြီးမှလည်းကျွန်တော်တို့ဒီ keywords လေးတွေရိုက်ပြီးမှပေါ့နော် annual salary update ဆိုပြီးမှ screen လေးကို navigate သွားလို့ရပါတယ်ခင်ဗျအဲ့တော့ဒီ screen လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့အသုံးပြရတဲ့ရွေးချက်လေးကဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဝန်ထမ်းတွေရဲ့အခြေခံလာစားပေါ့နော် business salary တွေကိုကျွန်တော်တို့ကဒီတယောက်ချင်းစီမဟုတ်ပဲနဲ့ဒီ9ယောက်10ယောက်လောက်ကိုပေါ့နော် batch like update လုပ်ချင်တာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ screen လေးကနေပြီးမှ summary file လေးကို download ဆွဲပြီးတခါတည်း upload လုပ်ပြီးလို့ရပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဒီ screen လေးမှာဆိုလို့ရှိရင် document upload လုပ်ဖို့အတွက်ကျွန်တော်တို့ဒီမှာ upload file ဆိုပြီးမှဒီ file လေးတစ်ခုပေးထားရပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့က download sample excel ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ download ဆက်လိုက်ပါမယ်အဲ့တော့ဒီ sample file လေးမှာဆိုလို့ရှိရင်သူကဒီ second row လေးမှာဆိုလို့ရှိရင်သူကဒီ sample data လေးဖြည့်ပေးထားရပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့က ID ပါမယ် full name ပါမယ်ပြီးလို့ရှိရင်ဒါကျွန်တော် start date ပေါ့နော် start date လေးမှာကြတော့ကျွန်တော်တို့ကဝန်ထမ်းရဲ့ join date ပေါ့နော်ဝန်ထမ်းဒီ organization နဲ့ကိုစပြီးမှဝင်တဲ့ join date လေးကိုကျွန်တော်တို့ကထည့်ပေးရမှာဖြစ်ပါတယ် end date မှာကြတော့ကျွန်တော်တို့ကဒီနေ့ date ပေါ့ဒီနေ့ကျွန်တော်တို့ဒီ31ရက်နေ့9လပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒီ31ရက်နေ့9လပိုင်းဆိုတဲ့ဟာလေးကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျဒီ format လေးတွေကတော့ကျွန်တော်တို့ DD MMM 111ဆိုတဲ့ဒီ format လေးပေါ့နော်format လေးအတိုင်းပဲကျွန်တော်တို့ကထည့်ပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်လည်းကျွန်တော်ဒီ yearly salary ပေါ့နော် yearly salary ဆိုတဲ့ column လေးမှာကြတော့ကျွန်တော်တို့ကဒီဝန်ထမ်းရဲ့ basic salary ကိုကျွန်တော်ကစနစ်နဲ့မြောက်ပြီးမှထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ120ထည့်ပေးထားပြီပေါ့နော်120ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဝန်ထမ်းရဲ့ basic salary 10သိန်းဖြစ်မယ်ပေါ့နော်10သိန်းကိုမှကျွန်တော်တို့ဒီစနစ်နဲ့မြောက်ထားပြီးမှကျွန်တော်120ဆိုမှထည့်ပေးထားဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါဝန်ထမ်းကဒီဝန်ထမ်းဆိုလို့ရှိရင်ကျွန်တော်ဒီ basic salary က6သိန်းပေါ့နော်6သိန်းကိုမှကျွန်တော်ကစနစ်နဲ့မြောက်ပြီးမှဒီ9သိန်း2000ဆိုတဲ့ value လေးကိုကျွန်တော်ကဒီ column လေးမှာလာပြီးမှထည့်ပေးထားဖြစ်ပါတယ်ခင်ဗျဟုတ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ basic salary ကိုဘာလို့လုပ်ရလဲပေါ့နော်ဘာလို့လုပ်ရလဲဆိုတော့ကျွန်တော်ဒီ payroll တွေ run လိုက်တယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဝန်ထမ်း3ယောက်ရဲ့ payroll run တာရှိရပေါ့နော်ဒါပေမဲ့ဒီဝန်ထမ်းတွေရဲ့ net pay တွေက0ထွက်နေတယ်ကျွန်တော်တို့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ action button လေးကိုနှိပ်ပြီးမှကြည့်လိုက်တဲ့အခါမှာဝန်ထမ်းရဲ့ basic salary ကကျွန်တော်0ဖြစ်နေတယ်ပေါ့နော်0ဖြစ်နေတယ်ဆိုတဲ့သဘောလေးကကြာတော့ဒါဝန်ထမ်းရဲ့ basic salary ကိုကျွန်တော်တို့ဒီ update မလုပ်ရသေးလို့ပေါ့နော် upload မလုပ်ရသေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ update လုပ်ပြီးဖို့လိုနေတာဖြစ်ပါတယ်ပြီးလို့ရှိရင်လည်းကျွန်တော်တို့ဒီဒုတိယဝန်ထမ်းမှာဆိုလို့ရှိရင်ဒီဝန်ထမ်းရဲ့လစာပေါ့နော်လစာကိုကျွန်တော်တို့က update အသစ်တိုးပေးချင်တာမျိုး update နဲ့လစာတွက်ချင်တာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကခုနကတော့ဒီ sample excel file လေးမှာဒီတိုးလိုတဲ့ပမာဏကိုကျွန်တော်တို့ကထည့်ပြီးမှတခါတည်း upload တင်လိုက်လို့ရပါတယ်ခင်ဗျဟုတ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပြင်ထားတဲ့ data file လေးကို upload တင်လိုက်ပါတော့မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ sample file လေးကို delete ချခဲ့လို့ရပါတယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော်တို့ဒီ save ပြီးမှဒီ annual salary update ဆိုရဲဒီ upload file ဆိုတဲ့ button လေးကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ခုနကတော့ပြင်ထားတဲ့ excel file လေးပေါ့နော်ဒီ sample excel file လေးကိုကျွန်တော်တို့က upload တင်လို့ရပါတယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာတွက်ထားတဲ့ payroll တွေပေါ့နော် payroll data လေးကိုကျွန်တော်တို့က delete ချလိုက်ပါမယ်ပြီးရင်တော့ဒီဝန်ထမ်းတယောက်ချင်းစီမှာကျွန်တော်တို့ဒီ salary update ဖြစ်သွားလားမဖြစ်သွားလားဆိုတာကိုကျွန်တော်တစ်ချက်လောက်ပြန်ပြီးမှကြည့်လိုက်ပါမယ်ခင်ဗျဒီဝန်ထမ်းဆိုလို့ရှိရင်ပေါ့နော်ဒီဝန်ထမ်းကကြတော့ကျွန်တော်တို့က basic salary ကို9သိန်းyearly salary 9သိန်း82သိန်းနဲ့တင်ခဲ့ရဖြစ်တဲ့အတွက်သူရဲ့ဒီ basic salary ကဆိုလို့ရှိရင်တော့ဒါ6သိန်းဝင်သွားပြီပေါ့နော်ပြီးတော့ဆိုလို့ရှိရင်ခုနကတော့ဒီ0 basic salary 0ဖြစ်နေတဲ့ဝန်ထမ်း2ယောက်ကိုကျွန်တော်တစ်ချက်လောက်ရှာကြည့်ပါမယ်ဒီဝန်ထမ်းဆိုလို့ရှိရင်ဒါကျွန်တော်တို့ခုနကတော့ဒီ320ကို yearly salary နဲ့ထည့်ထားခဲ့တာဖြစ်တဲ့အတွက်သူရဲ့ basic salary တစ်လစာဆိုလို့ရှိရင်ဒါ10သိန်းနေနဲ့ဝင်သွားပြီဖြစ်ပါတယ်ခင်ဗျပြီးရင်လည်းကျွန်တော်တို့ဒီနောက်တစ်ယောက်ပေါ့နော်နောက်တစ်ယောက်ကျွန်တော် basic salary 0ဖြစ်နေတဲ့ဝန်ထမ်းတစ်ယောက်ပေါ့နော်ဒီဝန်ထမ်းဆိုလို့ရှိရင်ကျွန်တော်တို့က process နှိပ်ပြီးမှပြန်ပြီးမှ run ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ basic salary ကဆိုလို့ရှိရင်တော့ကျွန်တော်3,400,000ဆိုပြီးမှဝင်သွားတာဖြစ်ပါတယ်ခင်ဗျဒီ sample file လေးကိုကျွန်တော်ပြင်နေနေရမှာပေါ့နော်တခုတည်းပြရမှာကြတော့ကျွန်တော်ဒီ value တွေဒီ column တွေထဲမှာထည့်ထားတဲ့ value တွေအကောင်လုံးကကျွန်တော် text format ပြရမှာမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ date format လေးပေါ့နော် date format လေးတွေကိုကြတော့ကျွန်တော်ဒီမှာပြထားတဲ့အတိုင်းပဲ dd ပြီးလို့ရှိရင်ဒါ mmm 1111ဆိုရဲဒီ format လေးပေါ့နော်ကျွန်တော်တို့ဒီမှာ dd ဆိုလို့ရှိရင်ဒါ1ရက်နေ့ဆိုလို့ရှိရင်အရှိမ0လေးထည့်ပေးမယ်ဒါ9ရက်နေ့ဆိုလို့ရှိရင်09ဆိုပြီးမှထည့်ပေးမယ်ပေါ့နော်ပြီးရင်ဒါ dash လေးပါမယ်ပြီးရင်ဒီ mmm မှာကြတော့ကျွန်တော်ဒီ last ရဲ့
အရှိစာလုံးလက်တလာအရှိစာလုံး3လုံးကိုကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျဒါဆို January ဆိုလို့ရှိရင် JAN May ဆိုလို့ရှိရင် MEY ပေါ့နော် April ဆိုလို့ရှိရင်တော့ APR ဆိုမှထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီ test လေးပြန်ခံမယ်ပြီးရင်တော့ဒါကျွန်တော်တို့2025ပေါ့နော်2025ဆိုရင်2025 2024ဆိုရင်2024ဒီမှာပြထားတဲ့ summary data လေးတွေအတိုင်းပဲကျွန်တော်တို့ထည့်ပေးလို့ရတာဖြစ်ပါတယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော်တို့ဒီ sample file လေးကိုကျွန်တော်တို့ဒီ rename ပြန်လုပ်လို့မရပါဘူးဒီမှာ system ကနေပြီးမှချထားပြီးတဲ့ဒီ sample format လေးအတိုင်းပဲကျွန်တော်တို့တင်ပေးရမှာဖြစ်ပါတယ်ခင်ဗျOkay အဲ့ဒါဆိုလို့ရှိရင်တော့ဒါကျွန်တော် annual salary update ကနေပြီးမှ salary update လုပ်တဲ့ step လေးပြီးသွားပါပြီခင်ဗျ